Secret 9နေများလို့ဇက်ကြောခဏခဏတက်နေတဲ့သူတွေရှိပါသလားရှိလို့ရှိရင်ကျွန်တော်အခုလုပ်ပြမယ့်လေ့ကျင့်ခန်းလေးကိုလိုက်လုပ်ကြည့်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နေ့စဉ်ဘဝနေထိုင်လှုပ်ရှားမှုပုံစံမှန်မှန်တာတွေကြောင့်ဖြစ်တဲ့ဒူးနာခါနာပခုံးနာဇက်ကြောတက်စတဲ့ဝေဒနာတွေကိုသိပ်ပန်နိကြလေ့ကျင့်ခန်းနည်းစနစ်များဖြင့်တက်တာပြောင်းကင်းအောင်ပြုလုပ်ပေးနေတဲ့ Rehab Trainer ပိုင်ဆိုးပဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးထိုင်ကုန်ဖျားမှာထိုင်မယ်ဒီပစ္စည်းလေးနေရာမှာရေတံမှုလေးလည်းသုံးလို့ရတယ်အိမ်မှာရှိတဲ့အဆင်ပြေတဲ့ပစ္စည်းသုံးလို့ရတယ်ပြီးရင်ဒီဘက်လက်ကိုဒီအောက်မှာချလိုက်ချလိုက်ပြီးပခုံးလေးကိုနောက်ပို့ပြီးတော့အောက်ကိုချလာလိုက်ချလိုက်ပြီးတော့ခေါင်းလေးရတာဆိုတက်တက်ဒီ30ဒီလောက်စောင်းမယ်စောင်းပြီးတော့ဒီဘက်လက်ကလေးကနေပြီးတော့ဒီရှစ်တက်တက်ကိုဆွဲချမယ်ပေါ့နော်ဘေးရိုက်ဆွဲတာမဟုတ်ဘူးရှစ်တက်တက်ကိုလေမုတ်ထုတ်ပြီးတော့ဖြည်းဖြည်းချင်းဆွဲချပါအားကြီးနဲ့စက်ကနေမဆွဲပါဘူးကိုဒီနေရာကြီးတင်းလာလိမ့်မယ် yes အဲ့နေရာကြီးတင်းလာပြီဆိုရင်ကိုက breathing လေကိုကြာကြာလေးထုတ်အခုကျွန်တော်လုပ်ပြနေတယ်လို့ပဲဒီနားလေးကိုကြည့်လိုက်ပါကြွလာမယ်လေထုတ်လိုက်ရင်လေးဆွဲနောက်ကိုတဖြည်းဖြည်းနဲ့ကျွန်တော်ကြွက်သားလေးတွေပါသွားလိမ့်မယ်ဒီပုံစံတန်းလေးကျွန်တော်တို့အကျိန်း20လောက်လုပ်ပေးပါမယ်ဘယ်ရောညာရောနှစ်ဖက်သလုံးလုပ်ပေးပါကျွန်တော်ခုလုပ်ပြခဲ့တဲ့လေ့ကျင့်ခန်းလေးကိုလုပ်ကြည့်ပြီးတော့ဇက်ကြောတက်တာသွားတယ်ဆိုရင်တက်တာသွားတယ်ဆိုတဲ့အကြောင်းလေးကိုကွန်မန့်မှာလည်းရေးပေးခဲ့ပါဦးကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်ကျွန်တော်နဲ့အနီးကပ် rehab training လုပ်ချင်ပါက Telegram Viber နံပါတ်3999 866တို့အခမဲ့အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ